မင်္ဂလာပါဒီဗီဒီယိုကတော့ကျွန်တော်တို့အနေနဲ့ရှေ့မှာပြုပြင်တင်နေဆိုတော့ခေါင်းစဉ်လေးတစ်ခုကျွန်မပြောချင်တယ်ပေါ့အဲ့ဒါတော့တန်းစီခြင်းဆိုတဲ့ခေါင်းစဉ်ပါလူတော်များများကမြန်မာပြည်မှာဆိုလို့ရှိရင်ဘယ်နေရာသွားပေါ့နော်ဘယ်နေရာသွားဈေးထဲမှာဆိုရင်တစုံတစ်ခုဆိုလို့ရှိရင်တိုးကြိတ်ပြောဝေကြတယ်ဘတ်စကားစီမယ်ဆိုလို့ရှိရင်လည်းတိုးကြိတ်ပြောငါအရင်တဲမှာခုံရမယ်ပေါ့နော်ငါအရင်ဆင်းမှာအရင်ရောက်မယ်ပေါ့နော်ဒီလိုမျိုးလေးတွေရှိလာတယ်ရှိတဲ့ခါကျတော့အတ္တကိုရှေ့တန်းတင်တဲ့ဟာလေးဖြစ်တော့ကျွန်တော်တို့မှာဒီဟာလေးတွေကလူမှုအတိုင်းဝန်းမှာနည်းနည်းလေးရုပ်ဆိုးအကြည့်တန်တဲ့အကြောင်းအရာတွေဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ကတန်းစီစနစ်ကိုကျင့်သုံးခြင်းအပြင်ဘာရလာလဲဆိုတော့ကျွန်တော်တို့ကသူများကိုဦးစားပေးတဲ့စိတ်ဖြစ်တယ်လို့ဆိုတော့ကိုတိုင်းမှာလည်းတိခံနေဆိုတဲ့စိတ်ရောင်ရဲနိုင်တယ်ဆိုစိတ်တွေလည်းပေါ်လာတယ်ပေါ့နော်ပေါ်လာတဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီတန်းစီခြင်းဆိုတဲ့အကြောင်းအရာကနေပြီးတော့ကျမတို့လောကမှာသင်ယူရမယ့်အကြောင်းအရာတွေအများကြီးပေါ့နော်စိတ်နေစိတ်ထားတွေအများကြီးအခြေခံပြီးလို့ကျမစိတ်ပညာရှင်လည်းမဟုတ်တော့စိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာကျမမဆွေးနွေးတော့ဘူးကျမပြောချင်တဲ့အကြောင်းအရာတန်းစီခြင်းကအင်မတန်မှကောင်းတယ်ဆိုတော့ဘာကြောင့်ဒီဟာလေးတွေကိုတန်းစီဖို့ကျမတိုက်တွန်းလဲဆိုတော့ဒီကယ်ဆယ်ရေးတွေလာတဲ့အချိန်ပေါ့နော်ကယ်ဆယ်ရေးဆိုတာတဲ့ဒီအလှူဒန်းတွေဒီငလင်းလုပ်တဲ့ဒေသတွေဖြစ်ဖြစ်ဘယ်နေရာမှာမဆိုငလင်းမှမဟုတ်ဘူးကျမတို့ဘယ်နေရာမှာမဆိုဒီအလှူဒန်းလာတယ်ဆိုလို့ရှိရင်ကျမတို့ကတန်းစီပြီးတော့ငြိမ်သက်ပေါ့နော်တန်းစီပြီးတော့ရင်းချက်မှုတွေနဲ့ဒါမှမဟုတ်လို့ရှိရင်ဒီပေါ့ဒီကောင်းမွန်လေးတန်းစီပြီးတော့သွားမယ်ဆိုလို့ရှိရင်ဒီပေးရတဲ့လူအလှူဒန်းလုပ်တဲ့လူမှလည်းစိတ်ကတိကောင်းမပြောတယောက်ပြီးတယောက်ပုံမှန်လေးသွားလို့ရတယ်ဒါမှလည်းဝုန်းတိုင်းကျပြီးတော့ဝိုင်းပြီးတော့ဒီဝင်လာကြတယ်ဆိုရှင်ဟာသူပေးပါအောင်ငါပေးပါအောင်ဟိုလူကမရသေးဘူးဒီလူကမရသေးဘူးဒီလိုမျိုးတွေစူညံပြီးတော့လုပ်တယ်ဆိုလို့ရှင်ကျမတို့အဲ့နေရာမှာကိုတိုင်းမဟုတ်ဘူးဆိုတော့အဝေးကနေလှမ်းကြည့်လိုက်လို့ရှင်အင်မတန်မှရုပ်ဆိုးတဲ့ဒီပုံစံတွေကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီဟာတွေကိုဒီကျမတို့ရှောင်ရှားဖို့လိုတယ်ကျမတို့လည်းပြင်ဆင်ဖို့လိုတယ်ပြင်ဆင်ဖို့ဘာကြောင့်လဲဆိုတော့ဘယ်နိုင်ငံကိုပဲသွားဆိုတော့ဒီကျမတို့ကဒီတစ်ခုဝယ်တယ်ဆိုလို့ရှိရင်လေအမြဲတမ်းစီရတယ်တမ်းမစီဘူးဆိုလို့ရှိရင်ကျမတို့ကိုအထင်သေးတဲ့ညလုံးနေနဲ့ကြည်တယ်အထင်သေးတဲ့စကားတွေပြန်ပြောတယ်မသိရကောင်းလားပေါ့နော်ဒီလောက်တမ်းစီရမယ်သူများကိုနောက်မှရောက်လာလို့ရှိရင်နောက်မှတန်းစီရမယ်ဆိုတော့လူကျင့်ဝတ်တောင်နားမလည်ဘူးလားဆိုပုံစံမျိုးတွေနဲ့ကျမတို့ကြည့်ခံရနိုင်ပါတယ်အဲ့ဆိုဒီဟာမျိုးတွေကပွဲမဝင်ပြင်ချင်းပါပေါ့နော်ဆိုတော့ကျမတို့အနေနဲ့ကျမတို့စီကဒီကျမတို့အရွယ်ကအစပေါ့နော်ကျမတို့အရွယ်ကအစလူကြီးပိုင်းတွေကနေပြီးတော့ဒီတန်းစီတာကိုတွင်တင်ဖို့လို့တို့ဆိုတော့လူငယ်တွေကိုယ်တိုင်ကလည်းလူငယ်တွေကိုယ်တိုင်ကလည်းဒါလေးတွေကိုပို့ပြီးအဝဲဖြစ်ဖို့လိုလာတယ်မဟုတ်လို့ဆိုလို့ရှိရင်ကျမတို့ကဘယ်နေရာသွားတော့ဒီနေရာသွားတော့နဲ့ဖြစ်ပြီးတော့ထိမ့်မနိုင်သိမ့်မရတဲ့လူပတ်ဝန်းကျင်တခုလို့သူများကမြင်လာနိုင်တယ်ပေါ့နော်မြင်လာနိုင်တဲ့အတွက်ကြောင့်မို့လို့ဘယ်မှာမဆိုတန်းစီပါကျမတို့တွေအကုန်လုံးကဆိုတော့ဒီတန်းစီရဲ့စနစ်ကလေးကိုအရင်ဆုံးကျင့်သုံးလိုက်ကြမယ်ဆိုလို့ရှိရင်ဒီကျမတို့ပြင်ဆိုင်ရမယ်ရှေ့မှာရှိတဲ့ဒီလူမှုရေးစည်းကမ်းတွေပေါ့နော်လူမှုရေးအခြေခံအချက်တွေမှာတော်တော်လေးဖြည့်ရှင်းပြီးသားဖြစ်ပါလိမ့်မယ်အဲကြောင့်မို့လို့လူကြီးတွေကလည်းစံပြနမူနာအနေနဲ့ထားပြီးတော့တန်းစီတာလို့လေးကိုအရင်ဆုံးလိုက်နာပြီးတော့ကျင့်သုံးစေချင်တယ်စံပြနမူနာထားပြီးတော့ကျင့်သုံးစေချင်တယ်ပြီးသွားလို့ရှိရင်လူငယ်တွေကလည်းကိုတိရှိနားလည်ပြီးတယ်ဆိုလို့ရှိရင်တန်းစီဖို့တယောက်ကိုတယောက်ဆော့ပေးဖို့လဲကျွန်မကတိုက်တွန်းချင်ပါတယ်လို့ဒါမှသာလျှင်ကျွန်တော်တို့ပိုပြီးကောင်းမွန်တဲ့လူတိုင်ဝမ်လူဖွဲ့စည်းတွေကိုတိဆောက်လို့ရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်